620 seismic design of building structure 620 seismic system over strength factor seismic ဒဏ်ကိုငလျင်ဒဏ်ကိုခံအောင်စောက်ထားတဲ့အဆောက်အဦပုံစံတွေမှာ over strength factor ဆိုတဲ့ omega naught ကိုထည့်ပြီးတော့စဉ်းစားပြီးတွက်ရပါတယ်အဲ့တော့မြေကြီးကငလျင်လှုပ်တဲ့အခါမှာမြေကြီးရဲ့လှုပ်ခတ်မှုကြောင့်ဒီ structure ဟာဟိုဘက်ဒီဘက်ကိုယိမ်းယိုင်သွားတယ်ပြီးတော့နောက်ဆုံး equilibrium position ကိုပြန်ရောက်သွားတယ်အဲ့ဒါကိုအဲ့ဒီတစ်ပတ်ပြန်ရောက်အောင်ကြားတဲ့အချိန်ကိုဟိုဘက်ကိုသွားတယ်ဒီဘက်ကိုလာပြီးတော့သူ့နေရာပြန်ရောက်တဲ့အချိန်ကို time period လို့ခေါ်တယ်သူ့ရဲ့ unit က second နဲ့ပြောတယ်အဲ့ဒါကဘာလဲဆိုတော့ natural period ဒီစောက်ထားတဲ့အဆောက်အဦရဲ့ natural period t ရဲ့ဒီဥစ္စာကအများကြီးစကားပြောတယ်အဆောက်အဦလာတဲ့အချိန်မှာငလျင်လာတဲ့အချိန်မှာအဆောက်အဦရဲ့ period ဟာဘယ်လိုတုံ့ပြန်မလဲဒီငလျင်ကိုဘယ်လိုတုံ့ပြန်မလဲဆိုတာကအဆောက်အဦရဲ့ period ပေါ်မှာအများကြီးမူတည်နေတယ်အဲ့တော့ code ကိုမူတည်ပြီးတော့စောက်ထားတဲ့ code compliance structure တွေမှာဆိုလို့ရှိရင်အဆောက်အဦဟာelastic range ကို load carrying capacity range ကိုကျော်ပြီးတော့သူတို့ကခံနိုင်ရရှိတယ်တာမန်ဆိုလို့ရှိရင် elastic range မှာcode seismic code ကိုမူတည်ပြီးတော့မဆောက်ထားတဲ့အဆောက်အဦတွေက elastic range တွင်းမှာပဲနေကြတယ်သူက elastic range ကိုကျော်သွားပြီဆိုတာနဲ့လုံးဝအဆောက်အဦက fail ဖြစ်မယ်ဒါပေမဲ့ seismic code ကိုအခြေခံပြီးဆောက်ထားတဲ့အဆောက်အဦတွေက elastic range ကိုကျော်ပြီးတော့သူတို့ကfail မဖြစ်ဘူးကျော်ပြီးနေနိုင်တယ်အဲ့တော့ဘာကြောင့်လဲဆိုရင်ဒီမှာ over strength factor ကို code မှာထည့်ပြီးတော့စဉ်းစားထားတယ်ဒီအဆောက်အဦကိုစပြီး design လုပ်တဲ့အခါမှာလဲ omega naught ကိုထည့်ပြီးတော့စဉ်းစားထားတဲ့အတွက်ကြောင့်မလို့ဖြစ်တယ်အဲ့တော့ omega naught ဆိုတဲ့အဓိပ္ပာယ်ကဘာနဲ့တွားတူလဲဆိုရင် factor of safety နဲ့တွားတူတယ်အဲ့တော့သူက over strength factor ဆိုတဲ့အဓိပ္ပာယ်က design strength တကယ် actual strength တကယ်ခံနိုင်တဲ့အားက design လုပ်ထားတဲ့ strength တက်ပို့ပြီးတော့များပါတယ်အဲ့ဒါကို over strength factor လို့ခေါ်တယ်အဲ့တော့ seismic over strength factor omega naught ကိုတနည်းအားဖြင့် seismic force amplification factor လို့လည်းခေါ်တယ်အဲ့တော့သူက seismic force ကြီးကိုများအောင်သူကအစမြောက်ပေးလိုက်တဲ့သဘောပါ